2026မှာပေါ်လာမဲ့ဖုန်းတွေရဲ့ဘက်ထရီကတပတ်လောက်ကိုအသုံးခံတော့မယ်တဲ့ရှင်အားလုံးပဲမင်္ဂလာပါရှင်ရွှေမင်းသမီး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့2026ရဲ့ပထမဦးဆုံးဖုန်းလောကရဲ့ဦးဖျားဖျားသတင်း၅ပုဒ်ကိုစူးစီးတင်ဆက်ပေးပါမယ်ပထမဦးဆုံးသတင်းကောင်းစဉ်အနေနဲ့ကတော့ Apple ရဲ့ပထမဦးဆုံး foldable ခေါက်ဖုန်းထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်Apple user တွေ Apple fan တွေရဲ့နှစ်ရှည်လများမျှော်လင့်ဆောင်စားခဲ့ရတဲ့ Apple ရဲ့ခေါက်ဖုန်းကတော့2026ရဲ့ September လလောက်မှာထွက်ပေါ်လာမယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ Apple ကထွက်ရှိလာမယ့်ခေါက်ဖုန်းဟာဆိုလို့ရှိရင်ဖျက်လိုက်လို့ရှိရင် 9.8 လက်မလောက်ထိအရွယ်အစားရှိပြီးတော့ iPad mini အရွယ်အစားလောက်ရှိပါမယ်တဲ့။နောက်ပြီးတော့ Apple ကခေါက်ရမထင်အောင်လှုပ်ဆောင်ထားတဲ့ display နည်းပညာကိုလည်းအသုံးပြုထားတယ်ဆိုတဲ့အကြောင်းကိုသတင်းတွေအများကြီးမှတွေ့ရှိရပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့အခု2025အထိဆိုလို့ရှိရင်ဖုန်းတွေရဲ့ဘက်ထရီကအများဆုံးပါမှာ9000ပဲပါမှာပါ။ဒါပေမဲ့လို့2026မှာတော့ဖုန်းဘက်ထရီတွေမှာ1000 ampere အထိထွက်ပေါ်လာတော့မှာပဲဖြစ်ပါတယ်တဲ့။ဒါပေမဲ့ထူးခြားချက်ကဘက်ထရီက ampere တွေအများကြီးဖြစ်သွားပြီမဲ့လို့အရင်ကဖုန်းတွေထက်ဖုန်းအရွယ်အစားတွေပိုကြီးလာတာမျိုးတွေဖုန်းတွေပိုပြီးတော့ထူလာတာမျိုးတွေလုံးဝမဖြစ်ပါဘူးတဲ့။ဘာလို့လဲဆိုတော့ဘက်ထရီအမ်ပီယာ1000ဆိုတဲ့နည်းပညာမှာဆီလီကွန်ကာဗွန်ဘက်ထရီဆိုတဲ့နည်းပညာကိုသုံးထားတဲ့အတွက်ကြောင့်မလို့ဖုန်းတွေကအရင်ကနေထက်တောင်မှပိုပြီးတော့ပါလာမယ်ပိုပြီးတော့ပေါ့ပါလာမယ်လို့လည်းဆိုကြပါတယ်ဒီနည်းပညာကိုတော့ Realme ကုမ္ပဏီကနေဦးဆောင်နေတယ်လို့လည်းသိရပါတယ်ဟုတ်ကဲ့ပါတတိယမြောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ Samsung ရဲ့ Tri Foldable ဖုန်းထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်ဒီ Samsung ရဲ့3ခေါက်ချိုးခေါက်ဖုန်းကတော့2025ခုနှစ်တုန်းကတည်းကထွက်တော့မယ်နဲ့ rumors တွေထွက်နေတာပါအခု2026မှာတော့ဈေးဘက်ထဲကိုပါထည့်သွင်းရောင်းချတော့မယ်ဆိုတဲ့အကြောင်းကိုလည်းသိရပါတယ်ကျော်3ခေါက်ချိုးဆိုတော့မျက်နှာပြင်က2နေရာခောက်လို့ရမယ်ဖြတ်လိုက်တယ်ဆိုလို့ရှိရင်10လက်မှ tablet size လောက်ထိဖြစ်သွားပါမယ်တဲ့ဒီ Samsung ရဲ့ Tri Foldable ဖုန်းတွေကတော့မြန်မာနိုင်ငံရဲ့ဈေးကွက်မှာကတော့300အထက်မှာပဲရှိမှာပါစလုထမြောက်တဲ့တပုတ်အနေနဲ့ကတော့ဘက်ထရီတွေသွင်းတဲ့နေရာမှာဖုန်းကိုကြစ်တောက်ပူပြီးတော့ဘက်ထရီတွေပောက်ကွဲတာမျိုးတွေဘက်ထရီအားသွင်းကြိုးကတက်ထားပေမဲ့လို့လည်းမဖြုတ်ဘူးဆိုလို့ရှိရင်ဘက်ထရီမှာလာပြီးတော့ထိခိုက်တာမျိုးတွေအတွက်လုံးဝကိုရှော့ချပေးမယ် solid state battery နည်းပညာကိုလည်းတီထွင်ထားကြပါတယ်တဲ့ဒီ solid state battery နည်းပညာက Samsung ကုမ္ပဏီကနေစတင်ပြီးတော့တီထွင်ခဲ့တာသူတို့ဟာဆိုလို့ရှိရင်သူတို့ရဲ့လက်ပတ်နာရီတွေမှာဒီ battery နည်းပညာကိုအသုံးပြုနေပြီအခု2026မှာတော့နာရီတွေပေါ်ကနေဖုန်းတွေပေါ်ကိုကူးပြောင်းပြီးတော့အသုံးပြုပါတော့မယ်လို့လည်းသိရပါတယ်ဒီဘက်ထရီနည်းပညာရဲ့အားသာချက်ကကြတော့အရင်ဘက်ထရီတွေနဲ့စာလို့ရှိရင်အားသွင်းတာလည်း2ဆမြန်မယ်အားကုန်တာလည်း2ဆနှေးပါမယ်တဲ့ဟုတ်ကဲ့ပါနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့အခုနောက်ဆုံး2026မှာထွက်လာမယ့်ဖုန်းအသစ်တိုင်းလိုမှာ SIM slot ထည့်ရတဲ့အပေါက်တွေမပါတော့ပါဘူးတဲ့အရင်2025ထိကတော့ iPhone ရဲ့မှ Samsung Air လောက်မှာပဲ SIM slot လည်းမပါဘူး eSIM လည်းမပါဘူးဆိုတဲ့ဟာကိုတွေ့ရတာပါအခုကတော့ SIM ကတ်လည်းမလိုတော့ဘူး eSIM လည်းမလိုတော့ဘဲနဲ့တခါတည်းဖုန်းမှာပဲ scan ဖတ်လိုက်ရုံနဲ့ဖုန်းကတ်သုံးလို့ရမယ့်အနေအထားမျိုးကိုဖန်တီးပေးထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး SIM slot မပါတဲ့ဖုန်းတွေရဲ့အားသာချက်ကSIM slot မပါတဲ့အတွက်ကြောင့်မလို့ရေဆိုတွေလည်းပိုခံလာမယ်ဒီနည်းပညာကိုတော့ Apple ကနေ NIRI တီထွင်ဖန်တီးနေတယ်လို့လည်းသိရပါတယ်ရှင်ဒီနေ့သတင်းတင်ဆက်မှုလေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့တွေမှာသတင်းအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်ညီမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်တာဖို့မမေ့နဲ့နော်